အားလုံးပါလီစွာပါဖူဒီအာရကန်ကနေပြန်လေကြိုဆိုလိုက်ပါတယ်ရခိုင်သခေါ်သီးတောင်းနီးတို့ကိုမျှဝေရှင်းပြပါတယ်ငရုတ်သီးစိမ်းအညာချွေထားပါမယ်ကြက်တန်နေလှီးထားပါမယ်မစားဖြစ်တာကြာပြီဖြစ်တဲ့ရခိုင်သခေါ်သီးတောက်စားမှာဖြစ်ပါတယ်လီဗီသောငရုတ်သီးစိမ်းကြက်တန်ဖြူကြက်တန်နေရေဆေးပါမယ်ငရုတ်သီးစိမ်းကြက်တန်ဖြူလော်ပါမယ်ဒီတိုင်းမလော်ဘဲနဲ့တောက်ရင်လေးရပါတယ်လော်လိုက်တော့အနမ်းလေးမှုေးပြီးတော့ဘိုက်တွေမနာတော့ဘူးပေါ့ဗျာဒီလိုရှင်းရှင်းဆဆလေးတောက်ဟင်းတစ်ခွက်ပါလို့ရှိရင်ထမင်းစားလေးပို့မြင်ပါတယ်ငပိမင်းကင်ပါမယ်တခေါ်သီးကိုရေးဆေးပြီးတော့နှစ်ချမ်းခွေးပါမယ်ဒီနေ့တော့ဈေးတွေကတခေါ်သီးအကြီးကြီးတစ်လုံးရလာတာနဲ့မစားဖြစ်တဲ့ကြာရီဖြစ်တဲ့တခေါ်သီးတောက်စားပါမယ်နှစ်ချမ်းခွေးတဲ့တခေါ်သီးကိုရှစ်ပါမယ်တခေါ်သီးရှစ်တဲ့ဟာတွေရှိပါတယ်သင်္ဘောသီးတွေပါရှစ်တဲ့ဟာနဲ့ရှစ်လို့ရပါတယ်ကျွန်တော်ကတော့အဲ့ဒါတွေမရှိလို့ဇွန်လေးနဲ့ပဲရှစ်ပြထားပါတယ်ဆော်ထားတဲ့ငရုတ်သီးစိမ်းကြွတာဖြူထောင်းပါမယ်ငပိမိခင်ထားတာကိုထည့်ပါမယ်ငရုတ်ကောင်းစီအနည်းငယ်ထည့်ပါမယ်စားချုံမုံထည့်ပါမယ်စားချုံမုံထောင်းတဲ့ထည့်မထည့်ပဲတောက်တဲ့အခါထည့်ရင်လေးရပါတယ်တခေါ်သီးတောက်ပါမယ်လှီးထားတဲ့ကြက်တန်တွေကိုထည့်ပါမယ်အချင်းအတွက်မကြီးမေးထည့်ပါမယ်တံဖျာသီးနဲ့ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်ကတံဖျာသီးမေးပြီးဝေမလာခဲ့လို့မကြီးမေးပဲထည့်လိုက်ရပါတယ်ဒါမဲ့စားလို့တော့ကောင်းပါတယ်သူ့ရတာနဲ့သူပေါ့နန်းနန်းပင်ထည့်ပါမယ်တခေါ်သီးရခိုင်တော့ရပါပြီကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်